လုံးပဲမင်္ဂလာပါရှင်ကျမတို့ပြည်ထောင်စုလွှတ်တော်ရဲ့တတိယအကြိမ်ဒုတိယပုံမှန်အစည်းအဝေးတတမနေ့အစီအစဉ်ကိုဇူလိုင်လ9ရက်နေ့တွင်အစီအစဉ်9ရက်ဖြင့်ကျင်းပသွားမှာဖြစ်ပါတယ်ရှင်။ယင်းအစီအစဉ်9ရက်မှာအဓိကအစီအစဉ်ဖြစ်တဲ့အစီအစဉ်9မှာဆိုရင်ဖြင့်ဇွန်လ26ရက်နေ့တွင်ကလောမဲဆန္ဒနယ်မှဒေါက်တာနန္ဒာလှမြင့်တင်သွင်းခဲ့တဲ့အာဆီယံအဆိုနဲ့ဆက်လင်းပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်။တကောင်းစုနဲ့ဆက်လင်းပြီးဆွေးနွေးလိုတဲ့လွှတ်တော်ကိုယ်စားလှယ်30ဦးရှိတဲ့အနက်မှာဇူလိုင်လ2ရက်နေ့တွင်ကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာလွှတ်တော်ကိုယ်စားလှယ်6ဦးကဆွေးနွေးခဲ့ပြီးတော့ဇူလိုင်လ9ရက်နေ့မှာကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာလွှတ်တော်ကိုယ်စားလှယ်12ဦးကဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်ရှင်။ကျန်ရှိနေတဲ့လွှတ်တော်ကိုယ်စားလှယ်12ဦးကတော့ယနေ့ဇူလိုင်လ9ရက်နေ့မှာကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်။စီစဉ်ရှောက်အနေဖြင့်ထပ်ပါဆွေးနွေးချက်များအပေါ်သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်ကပြန်လည်ရှင်းလင်းပြီးတော့မှလွှတ်တော်ရဲ့အဆုံးအဖြတ်ကိုရယူဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးစီစဉ်ခွန်အနေဖြင့်ပြည်ထောင်စုလွှတ်တော်နာယကကအစည်းအဝေးတတမနေ့ရနာကြောင်းနဲ့အထမနေ့ကျင်းပမဲ့နေ့ရက်နဲ့အချိန်ကိုကြီးညာပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။